အားလုံးပဲမင်္ဂလာပါနှလုံးခွဲစိတ်မဲ့ကလေးငယ်အတွက်ဟိုလန်ဘဲစူးတစိတ်ကိုလေးလံတင်ရောင်းချခဲ့တဲ့ပိုလန်နိုင်ငံသူပြီးခဲ့တဲ့2020တိုကျိုအိုလံပစ်မှာငွေတစိတ်ရရှိခဲ့တဲ့ပိုလန်နိုင်ငံသူလန်ဒန်ပြည်အားကစားသမားမာရီယာအန်ဒရီယာဟာလက်ရှိအချိန်မှာတော့သူမရဲ့စူးတစိတ်ကိုအင်မတန်မှမော်မြတ်တဲ့အကြောင်းပြချက်တစ်ခုအတွက်လေးလံတင်ရောင်းချတော့မှာဖြစ်ပါတယ်သူမဟာအသက်8လသားသာရှိသေးပြီးအရေးပေါ်နှလုံးခွဲစိတ်ဖို့လိုအပ်နေတဲ့ပိုလီဆိုတဲ့ကလေးငယ်အတွက်ခွဲစိတ်ဖို့လိုအပ်တဲ့ရန်ပုံငွေရရှိအောင်လို့သူမရဲ့စူးတစိတ်ကိုအခုလိုလေးလံတင်ရောင်းချရခြင်းဖြစ်တယ်လို့သိရပါတယ်။သူမအနေနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာစူးတစိတ်ဆိုတာအရာဝတ္ထုတစ်ခုမျှသာဖြစ်ပေမဲ့တခြားသောသူတွေအတွက်တော့အလွန်အဖိုးတန်တဲ့အရာဖြစ်နိုင်ကြောင်းစစ်မှန်တဲ့စူးတစိတ်ဆိုတာနှလုံးသားထဲမှာအမြဲဆွဲကျက်နေမှာဖြစ်ကြောင်းဒါကြောင့်သူမအနေနဲ့ဒီစူးတစိတ်ကိုသူ့ရဲ့ဗီဒီယိုထဲမှာပြသထားခြင်းတဲ့လူအသက်တစ်ချောင်းကိုကယ်တင်မှုအတွက်အသုံးချခြင်းဖြစ်ကြောင်းရေးသားထားပါတယ်ကလေးငယ်အတွက်ခွဲစိတ်ဖို့ကုန်ကျစရိတ်ဟာဩစတြေးလျဒေါ်လာ9,2500လောက်ကုန်ကျမှာဖြစ်ပါတယ်။မာရီယာကတော့ဒီစူးတစိတ်ကနေကလေးငယ်အတွက်ခွဲစိတ်ကူတာဖို့ရန်ပုံငွေဩစတြေးလျဒေါ်လာ2,500လောက်ရရှိဖို့မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ဒီသတင်းဟာအချိန်တိုအတွင်းလူမှုကွန်ရက်စာမျက်နှာတွေမှာပြန့်နှံ့သွားခဲ့တာကြောင့်ကလေးငယ်အတွက်အလူငွေထည့်ဝင်မဲ့အလူရှင်တွေဟာလည်းပေါ်ပေါက်လာခဲ့ပါတယ်။ကြည်နူးဝမ်းသာဖို့ကောင်းတာကဒီမရဲ့စူးစိတ်ကိုတော့ပိုလန်စူပါမားကတ်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ဇက်ဘာကဩစတြေးလျဒေါ်လာ2,600,000နဲ့ဝယ်ယူသွားတာပဲဖြစ်ပါတယ်။ဒါပေမဲ့စူးစိတ်ကိုတော့သူမကိုပြန်လည်ပေးအပ်ခဲ့တယ်လို့ခွဲစိတ်ဖို့လိုအပ်တဲ့လက်ကျန်ငွေကြေးကိုလည်းစိုက်ထုတ်လူဒန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီအဖြစ်အပျက်ကြောင့်အသက်25နှစ်သာရှိသေးတဲ့ပိုလန်လန်ဒန်ပြည်အားကစားသမားမာရီယာဟာသတင်းမီဒီယာတွေထပ်မှာတော့မွန်မြတ်တဲ့နှလုံးသားပိုင်ရှင်အဖြစ်အမည်သတင်းကြော်ကြားနေပြီပဲဖြစ်ပါတယ်။